Alright, where get with me create more on them, the gonga, my summer. Let me explain. She will bring I or Jola Sura, we do not call her Shenema. She will come gongo, to not some shed at the boga. The sun profile, and then the body unique pian. A man, and then piano move, and then sway move on me. I'm a tom, to not jayame. The don't appear on Ajim go, where at an Ajim will personally, that matter. Wild Vetiver, let's talk about it. So the gonga create now song prototype with bigger Lalo Gama Singapore ma, Sabi Jaunia sort, Dolly or Tillo energy with cool. So perfumery ma, a jan tongly don't have she and no the cougar, Vetiver. Vetiver or unique pion lopoa, the Dolly cut. But I don't jim with goes a yaga no lama, Vetiver no para jam. Vetiver heavy jim with the kubo, unique pion logos, the Dolly cut. Tabeme, creep. Did it. The guy has the advantage as the net to do it. So, create him at the door, ZG, she will be all yare. 100 million single dollar, Choya Niba, Jalime. So, do be as the net, down Diana. And then Jama Biogema, spray out chashu. Man. Alright, do got set up home and Gemma. Long my fresh fillet, bag of mogo, pink pepper, ne. Did Emma Tuzan and at the cougar? Timor berry လို့ခေါ်တဲ့ note တစ်ခုဆိုတော့ Timor berry က Nepal နိုင်ငံမှာပဲတွေ့ရတဲ့ spice တစ်မျိုးသူ့ရဲ့အနံ့က grapefruit အနံ့နဲ့တော်တော်လေးဆန်တယ်ဒါပေမဲ့သူ့မှာက peppery nuance တွေပါတယ်ဆိုတော့ wild vetiver မှာအဓိကရမယ့် note က3မျိုး pink pepper rose vetiver ဆိုတော့ Fragrantica မှာရှာကြည့်မယ်ဆိုလို့ရှိရင်တော့တခြား note တွေတွေ့ရပါမယ်တကယ်တမ်းရမှာကအဲ့ဒီ3မျိုးပဲပုံဝင်ချင်းမှာ bergamot နဲ့ pepper နဲ့ပေါင်းထားတဲ့အနံ့အောင်မှာခဏနေလို့ရှိရင် bergamot ကပျောက်သွားပြီးတော့pink pepper အနံ့ပဲကြံလိမ့်မယ်အဲ့ဒါနဲ့အတူတူ rose နဲ့ vetiver တွဲပြီးထွက်လာတဲ့အနံ့ကကျွန်တော်တို့တော်တော်လေး unique ဖြစ်တယ်သူရဲ့ scent profile က citrus aromatic floral နဲ့ပါတဲ့ scent profile ဖြစ်ပေမဲ့သူရဲ့ overall scent quality က green ဘက်ကိုနည်းနည်းသွားတယ် vetiver မှာ green ဖြစ်တဲ့ vetiver မျိုးအဲ့ဒါကို rose နဲ့ပေါင်းလိုက်တဲ့အနံ့ဒီအမွေးကကျွန်တော်ကိုရေမွေးတော်တော်များများကို remind လုပ်ပေမဲ့သူနဲ့လုံးဝထပ်တူကြတဲ့ရေမွေးကျွန်တော် collection ထဲမှာလုံးဝမရှိဘူး wild vetiver က PDM Delina နဲ့နည်းနည်းဆင်လိုက်မယ်ဒါပေမဲ့ rose အပိုင်ပဲကျန်တာတွေအားလုံးက Delina နဲ့လုံးဝကွဲတယ်ကျွန်တော် collection ထဲမှာဒီရေမွေးနဲ့နီးနီးဇက်ဇက်တူတာဆိုလို့ရှိရင် MFK L'Homme à la Rose L'Homme à la Rose ရဲ့ rose က creamy sexy ဘက်ကိုသွားတဲ့ rose wild vetiver မှာပါတဲ့ rose ကကြတော့ fresh airy aquatic green လုံးဝမှတစ်လွင်တောက်ပနေတဲ့ rose ရဲ့အနံ့မျိုးဒီအမွေးအကောင်းဆုံးတစ်ချက်ကlong lasting နဲ့ performance သူ့ရဲ့ scent quality သူကအနံ့ပြန့်တဲ့ပုံစံသူ့ရဲ့အနံ့ဆွဲတဲ့ပုံစံကဒီလို scent profile မျိုးမှာရှာရဖို့တော်တော်ခက်တယ်ဈေးကွက်ထဲမှာရှိရ rose ရေမွေးတော်တော်များများရဲ့ပြဿနာက rose လို့ပြောပေမဲ့သူတို့ကများသောအားဖြင့်တကယ်တဘာဝ rose absolute ကိုသုံးထားတာမဟုတ်ဘူး chemical compound တွေ molecular rose တွေသုံးတာဒါပေမဲ့ create rose ရေမွေးတွေဖြစ်တဲ့ Eladaria တို့ Udzarian တို့ wild vetiver တို့မှာပါတဲ့ rose ကလုံးအောင်မှ special တဘာဝ rose အစစ်ဒါကြောင့်လည်းဒီအမွေးတွေကဈေးကွက်ထဲမှာတော်တော်လေးဥမာဈေးကြီးပြီးတော့ tester တွေ discount နေကြဖို့လေနည်းနည်းခက်တယ်ဒီမွေးကအခုလောလောဆယ်ကျွန်တော်တော်တော်သုံးဖြစ်တဲ့ချိန်မွေးဒါကပလင်းအသက်ဒီကမတိုင်ခင်မှာကျွန်တော်မှာ sample အခု20ရှိရယ်အခုတော့10ခုပဲကျန်တော့တယ်ကျန်တဲ့10ခုကကျွန်တော်သုံးလို့ကုန်သွားပြီအခုပလင်းဝယ်ပြီးဆိုတော့ကျွန်တော်ပလင်းထဲကနေစသုံးလို့ရပြီလာမယ့်ຫນွေရာသီမှာ classy ဖြစ်တဲ့အနံ့မျိုးရှာနေတဲ့လူတွေရေမွေးအသစ် sun profile အသစ်ကိုစမ်းကြည့်ခြင်းတဲ့လူတွေဆိုလို့ရှိရင်ဒီကောင်ကကွက်တီပဲ follow for more